လောကထဲမှာရောက်နေတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းနဲ့တွေ့ရတယ်လို့အဆိုးနဲ့လည်းတွေ့ရအကောင်းကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိတယ်လို့ပဲအဆိုးကြီးတွေ့တဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးအလုံးကြားဘူးကြတဲ့အတိုင်းလောကရန်ဆိုတာမြောက်များစွာရှိနိုင်တော့လဲဒီနေရာမှာအဓိကလောကရန်၈မျိုးကိုပြောမယ်ဆိုရင်လာဘနဲ့အလာဘစီးပွားရေးတွေအဆင်ပြေလို့ငွေကြေးအမြောက်များရတယ်အလာဘစီးပွားရေးအဆင်မပြေဘူးဝင်ငွေတွေမရဘူးဒီကနေ့တစ်ကမ္ဘာလုံးဟာအလာဘဆိုတာနဲ့သွားကြုံတယ်နော်လာဘဆိုတာရှိတယ်လို့အလာဘဆိုတာလည်းရှိဘလောက်ချမ်းသာတဲ့နိုင်ငံဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အစင်မပြေလို့မရတဲ့အခါရှိတယ်အစင်ပြေနေလို့ရတဲ့အခါလည်းရှိတယ်အဲ့ဒါဟာလောကရဲ့သဘာဝပဲ